တီပေါက်တာပါဘာတီပေါက်တာလဲဆိုတော့စင်ကာပူထီစုအသေးလေးပေါက်တာပါဘာပြောလေဘဝမှာတစ်ခါမှဒီလိုထီတွေပါတယ်မပေါက်ဘူးလွန်ခဲ့တဲ့တနစ်ကဒီဖေးမှာအဲ့လောက်ကြီးအလေးနဲ့တော့မဟုတ်ဘူးဒီဖေးကဆူတောင်းပြည့်တယ်ဆိုပြီးပြောတော့ဒီပေါက်ပါစေလို့ဆူတောင်းခဲ့တာနော်ဆူတောင်းခဲ့တာတော့မိသွားပြီဒါပေမဲ့ထူးထူးခြားခြားပေါ့နော်တစ်နှစ်ပြည့်တဲ့အချိန်အဲ့ဒီဆူတောင်းခဲ့တဲ့လမှာပဲထီစုပေါ့နော်စင်ကာပူထီစုအသေးပေါက်တဲ့ချိန်ကြမှာငါတို့ဒီနှစ်ပေါ့နော်ချင်းမိုင်ကိုပြန်လာဖို့လေဒိတ်တန်ထားတယ်ဒီဖះမှာလည်းဒိတ်တန်ထားတယ်ဆိုပြီးတော့ဖះမှာအဒိတ်တန်ထားခဲ့တဲ့အတိုင်းဒီချင်းမိုင်ကိုပြန်ရောက်လာလေတဲ့အချိန်မှာဇပယ်ပန်းဖះအကုန်း90ကိုဖះမှာပြန်လာလူတာပါဒီဖះလေးဆူတောင်းပြေတာမပြေတာဒီမှာကြည့်ကြည့်လိုက်ဇပယ်ပန်းဒီမှာလေးအများကြီးပဲဖះတဲ့ဝင်လိုက်တာနဲ့နိုင်ငံခြားသွားဖို့ကြင်ကြနေတဲ့သူတွေဆိုရင်လေဒီစေပပန်းဖះကလေဆူတောင်းပြည့်တယ်လို့အဲ့ဖះကိုသွားလေရင်နေပေါ့နော်ကြားခဲ့ရတယ်အစားတော့လေကိုရီးယားလေဆူတောင်းရင်ပြည်တာတွေမပြည်တာတွေကိုအရင်ကြီးယုံကြည်ရတဲ့သူတွေမှာမပါဘူးเนาะဒီတိုင်းလေးပဲဆူတောင်းခဲ့တာဒါပေမဲ့လေထူးထူးခြားခြားကိုဆူတောင်းခဲ့တဲ့လာမှာပဲပေါ့เนาะဒီချင်းမိုင်ကိုပြန်သွားလည်မဲ့ချိန်မှာပဲမထင်မှတ်ပဲနဲ့ပောက်သွားတာဖြစ်တဲ့ကြောင့်မို့လို့ပြန်လဲပြီးတော့မျှဝေပေးတာပါရှင်